Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြီးတော့ကျွန်တော်တို့ဆိုင်မှာရောင်းတဲ့ဝတ်သားရှင်း အား နေ လုံး တ ပဲ ယ် မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆိုင်မှာရောင်းတဲ့ဝတ်သားဝတ်ကြောင့်ဆက်ပြပေးသွားဖြစ်ပါတယ်ဒီဝတ်သားကဆလာဝါမီခောက်ဆွဲမှာထည့်တာပါခောက်ဆွဲနာမကတော့ဆလာဝါမီလို့ခေါ်ပါတယ်ကျွန်တော်စီပူကိုရင်လောင်းလိုက်မယ်ပေါ့နော်ပို့အရင်ပူပြတာလေစီလေးလေးလောင်းလိုက်မယ်ဘတ်တစ်လှိမ့်လိုက်မယ်ဝတ်သားကိုထည့်လိုက်မယ်ဝတ်သားကတော့ပုံမှန်ကျွန်တော်1ကီလိုပဲထည့်တာအခုက2ကီလိုချက်လိုက်ပါတယ်ကြာမှာဆိုလို့ပေါ့နော်အဲ့လိုကနောက်ဆန်းကပူပြီးရှိရင်10မိနစ်ပူပြီးတယ်ရှစ်ချောင်းက10မိနစ်ပူပြီးတယ်လေးချမ်းပါတယ်ဆိုတော့လေးပဲ4မိနစ်ပူပေးတာပေါ့ဟိုဘက်ဒီဘက်ပြန်လာခဲ့4မိနစ်ပူပေးရတယ်ပေါ့နော်တစ်ချမ်းကို10မိနစ်စီပူပေးတယ်ပြီးလို့ရှိရင်10မိနစ်စီပြီးလို့ရှိရင်နောက်ထပ်2မိနစ်ကိုထပ်ပေးပါမယ်2မိနစ်ပေးတာတော့ကျွန်တော်မရိုက်လိုက်ဘူးဒီလိုစောင့်နေရမှာဆိုတော့အခုကတော့ကျွန်တော်ဝတ်တပ်ပြစ်ထည့်နေတယ်ပေါ့နော်ထည့်နေတော့မှရှိသေးတယ်အမှကျွန်တော်မီးဖွင့်လိုက်ပြီမီးကတော့900ဆိုရပါပြီအမှမီးကတော့ short လိုက်တယ်ပေါ့နော်900ပဲအမှတိုင်ပင်ပေးလိုက်တယ်အမှ2မိနစ်လေးပြယူရအောင်ပေါ့နော်ဒါလေးပဲလေးချမ်းပြီးလို့ရှိရင်နောက်ထပ်2မိနစ်ယူမယ်2မိနစ်ယူပြီးလို့ရှိရင်ဝတ်သားစိန်ထားတဲ့အရီကိုပြန်ထည့်မယ်ပေါ့နော်အဲဒီဝတ်သားစိန်ထားတာရှားဆောင်တာစိန်ထားတာဆိုတော့အရီတွေပါတယ်အရီကိုပြန်ထည့်မယ်ရီတွေပါတယ်နော်ရီနဲ့ရောထားတာအဲ့ဒါထည့်ပြီးလို့ရှိရင်9မိနစ်စီနှက်ထားမယ်တစ်ဖက်က9မိနစ်တစ်ဖက်က9မိနစ်4ဘက်ဆိုရင်မိနစ်20တခါတည်းပြီးတော့မရဘူးတစ်ဖက်လန်ပေးရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကအဲ့9မိနစ်ပြီးလို့ရှိရင်ဖြတ်ရထည့်ရမှာတို့ကြောင့်ကျွန်တော်ဖြတ်ရထပ်ရှင်းနေပါတယ်1ကီလိုကိုပြားရည်ကဂရမ်1000ထည့်ရပါတယ်2ကီလိုဆိုတော့ဂရမ်1000ကျွန်တော်ထည့်ပါမယ်ကို1ကီလိုဂရမ်1000ထည့်ပြီးပြီနောက်1000ထည့်တဲ့အဲ့ဒါပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်ကအမေးစီလည်းထည့်ပါမယ်ဒီအမေးစီကဘာလို့ထည့်လဲဆိုတော့အယောင်လှအောင်တတ်ပါအမေးစီကတိတ်ပြီးတော့ရတာရှိတာမဟုတ်ပြစ်လေးနဲ့အမေးစီလည်းထမင်းကြော်တဲ့ဟာလေးမှာတော့ကျွတ်လေထည့်တာတွေ့ပါတယ်မြင်ဖို့မှာငါးတာလေးထည့်လိုက်မှာ Q စီတော့မဟုတ်ဘူးနော်ဒါ Q စီနဲ့မတူဘူးနော်အဲ့အမေးစီကို10 gram ပဲနော်1ကီလို10 gram 20ပေါ့နော်20ထည့်မယ်ဒီ gram 20ထည့်ပြီးလို့ရှိရင်ဒီအိုးထည့်ကိုကျွန်တော်ပြားရည်ရောအမေးစီရောထပ်ထည့်ပါမယ်ဥပတော့ပြားရည်ဝတ်တာနှက်ထားတော့ကြက်ပြီးဆိုတော့ကြည့်မယ်โอเคအဲ့ဒါကြက်ပြီးဆိုလို့ရှိရင်ကျွန်တော်ကပြားရည်ထည့်မယ်ခုချင်းကြက်သွားတာတော့မဟုတ်ဘူးအဲ့မှာ5မိနစ်စီပေးထားတာပေါ့နော်နောက်ဆုံးအနေနဲ့5မိနစ်စီပေးတယ်ဒီအမေးစီနဲ့ပြားရည်ထပ်ထည့်ပြီးလို့ရှိရင်နောက်ထပ်မိနစ်20ထပ်နှိပ်ရပါမယ်ဒါနဲ့အဲ့ဒါမှရှိတဲ့အရေးတွေအကုန်လုံးကခန်းလျှောက်တော့မှဖြစ်ပါတယ်စီးကက်ကလေးဖြစ်သွားမှဝတ်သားကြက်မှာပါဥပကတော့အရောင်လည်းမလှသေးဘူးကြက်သွားရင်တော့ဝတ်သားနေရေးလေးနဲ့စားချင်စရာလေးဖြစ်သွားမှဖြစ်ပါတယ်ဥပကတော့ဝတ်သားကတော့မနှက်ရသေးဘူးဆိုတော့တိတ်မလှသေးဘူးလို့ဖြူပဲဖြစ်နေတယ်ကျွန်တော်မေးစီကိုဒီနေ့လေးလောင်းလေးထည့်လိုက်မယ်ပြီးတော့အပုံအောက်ထည့်လိုက်မယ်ပေါ့နော်မိနစ်20ပုံအောက်လေးရတယ်ပေါ့နော်ဟိုကဘာမှဖြစ်ဘူးမိနစ်20ထပ်ပေးလိုက်တိုင်ပြီးမိနစ်20ယူပေးလိုက်ပြီးရင်မီးကိုလည်းနည်းနည်းထပ်တင်လိုက်1500လောက်တင်လိုက်ပုံမှန်ဆို900 1500တင်လိုက်အဲ့ဒါဆိုကိုကြက်သွားပြီဒီနေ့လေးပြတော့ရှင်းစားချင်ကြလေးပြတော့ပြီပေါ့နော်စားချင်ကြလေးပြသွားပြီဒီမှာကျွန်တော်2ကီလိုဆိုတော့တစ်ပတ်1ကီလိုထည့်မယ်ပြီးလို့ရှိရင်အရင်ပြလေးကိုအဲ့တပူးမှာနည်းနည်းထည့်မယ်ဝက်ဝင်နဲ့ထည့်မယ်ဒါတော့ဆလာဝါမီခောက်ဆွဲမှာထည့်တဲ့ဝတ်သားပေါ့နော်နောက်ဝတ်သားလည်းရှိသေးတယ်ရိုးဆွဲကြံသေးတယ်ပေါ့နော်နောက်ဝက်ရိုက်ပြတော့ပါမယ်